ကျွန်တော်တို့ဘဝတွေနေ့စဉ်ဖြတ်တန်းနေရတဲ့အချိန်မှာပထမဦးဆုံးသောစိန်ခေါ်မှုကတော့ YBS တိုးစီခြင်းပဲဖြစ်ပါတယ်။အလုတ်ကိုမနက်9နာရီအမိရောက်ဖို့အတွက် YBS တိုးစီရပါတယ်။အင်ကဘလောက်ကြီးပဲအစောကြီးထွက်အင်ကဘလောက်ကြီးပဲဝရိယရှိနဲ့ထွက်ပတ်တိုင်ရောက်လို့ရှိရင်ပတ်တိုင်မှာလူတွေအများကြီးအုံနေပြီ။လာသမျှကားတွေကလည်း YBS ပေါ်မှာလူတွေကအကုန်လုံးအပြည့်ပဲ။ဒီတော့ကျွန်တော်တို့တွေမှာ YBS တိုးစီရပါတယ်။အလုတ်ထဲမှာတွေ့ကြုံရမယ့်အခက်အခဲတွေထက်အရင်ဆုံးတွေ့ကြုံရတဲ့အခက်အခဲကတော့ YBS တိုးစီခြင်းပဲဖြစ်ပါတယ်။တချို့ကုမ္ပဏီကတော့ Perry တွေစီစဉ်ပေးတယ်တချို့ကုမ္ပဏီတွေကတော့ company budget နဲ့ငွေကြေးလည်ပတ်မှုအားနည်းတဲ့အတွက်ကြောင့်မလို့ Perry တွေစီစဉ်မပေးဖြစ်ဘူးပေါ့။ဒီတော့ကျွန်တော်တို့ဝန်ထမ်းသမားတွေကတော့ YBS ပဲတိုးစီရပါတယ်။တခါလေကိုစိတ်သက်ကြတာတွေစိတ်ညစ်တာတွေရှိတယ်။ငါပဲအချိန်ထိဒီလို YBS တိုးစီပြီးအလုပ်လုပ်နေရမှာလဲ။တခါလေကိုအလုပ်တွေထွက်လိုက်ချင်တယ်။ဒါပေမဲ့လည်းကိုချစ်ရတဲ့မိသားစုကိုချစ်ရတဲ့သူတွေအတွက်ငါဒီလိုမျိုးအခက်အခဲတွေကိုရင်ဆိုင်ပြီးတော့မှအကောင်းဆုံးဖြစ်အောင်ဖြတ်တန်းနေရတယ်ဆိုတဲ့စိတ်ကိုထည့်ထားတယ်။တခါလေကားပေါ်မှာတူပြောနေတဲ့အတိုင်းလည်းကြားမိသေးတယ်။အလုပ်လုပ်ရတာမပင်ပန်းဘူး YBS တိုးစီရတာပင်ပန်းတယ်။ငါဒီလို YBS တိုးစီမဲ့အစားငါနိုင်ငံခြားမှာအလုပ်တစ်ခုလောက်ပဲသွားလို့တော့မယ်။ကိုဟိုမှာနေဖို့စားဖို့နဲ့ကိုမိသားစုအတွက်စားဖို့ပတ်စံလေးနဲ့ပို့ရင်အဆင်ပြေပြီ။ဒီမှာကတော့ရတဲ့လစာနဲ့ပေးရတဲ့ဒုက္ခနဲ့မတန်ဘူးဆိုပြီးတော့ YBS ပေါ်မှာညီတွားနေကြရလေကြားခဲ့ရပါသေးတယ်ဒီပုံရိပ်တွေကတော့ဒါကိုမိသားစုအတွက်ကိုချစ်ရတဲ့သူတွေအတွက်စားဝတ်နေအဆင်ပြေဖို့အတွက်ရုန်းကန်လှုပ်ရှားနေတဲ့အချိန်မှာပထမဆုံးကြုံတွေ့ရတဲ့အခက်အခဲတစ်ခုပေါ့နော်ပြီးခဲ့တဲ့နေ့တုန်းကဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီနောက်ပေါက်ကနေတက်တဲ့အခါမှာဒါကောင်မလေး3ယောက်နဲ့ယောက်ျားလေး3ယောက်နောက်ပေါက်ကနေတက်ဖို့လုပ်နေတဲ့အချိန်မှာကောင်မလေးတွေအရင်တက်နေတယ်ပေါ့နော်ကျွန်တော်တို့ရှေ့ကကောင်မလေးတွေတက်နေတဲ့အချိန်မှာရှေ့က YBS မောင်းတဲ့ကားစီယာကတကားပိတ်ချလိုက်တယ်အဲ့တကားပိတ်ချလိုက်တဲ့အချိန်မှာအဲ့ကောင်မလေးကဘယ်လိုဖြစ်သွားလဲဆိုတော့တကားကြားထဲမှာညက်သွားတယ်ညက်သွားပြီးတော့ဖုန်းတွေပတ်ဆိုင်တရားလည်းတခြားဖြစ်သွားတယ်ပြီးရင်သူညက်တဲ့ပုံစံကဗျာနည်းနည်းရုပ်ပြက်ဆင်းပြက်ဖြစ်သွားတယ်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတော့ကြာဒီကောင်မလေးမှာငိုရမှာလို့ရှေ့ရမှာလို့ပေါ့ဗျာအဲ့တော့ဒီနောက်ကနေပြီးတော့မှဒါကျွန်တော်တို့ကလူညက်နေတဲ့ပြန်ဖွင့်ဆိုတာကျွန်မ YBS ကားဆရာကပြန်ဖွင့်နေခင်ဗျအဲ့ဒါပြီးမှဒါဒီပေါ့နော်ဖုန်းတွေပတ်ဆိုင်တွေကောက်ပြီးတော့မှတခါကားပေါ်ပြန်တက်ရတာပေါ့နော်ဒီနေရာမှာကတော့ကျွန်တော် YBS ကားဆရာတွေကိုပေါ့နော်ပြောချင်တာကတော့တချို့ YBS ကားဆရာတွေကပြစ်တာစီရင်တာပါတယ်ဗျာသူတို့မောင်းတဲ့အခါမှာတေချာမောင်းနေပြီးရင်နောက်ကအကုန်ဆင်းပြီးပြီလားအကုန်တက်ပြီးပြီလားတကားပိတ်တော့မယ်ဆိုပြီးပြောတယ်ဗျာတချို့ YBS ကားဆရာတွေကြတော့အဲ့လိုမဟုတ်ဘူးခင်ဗျဒီသူတို့ပိတ်ချင်တဲ့အချိန်ပိတ်တယ်ပြီးရင်အပေါ်ကရှိနေတဲ့လူတွေအောက်ကိုကောင်းအောင်မစင်းခင်လေသူတို့တကားပိတ်ချပြီးမောင်းချလိုက်တယ်ဗျာအဲ့လိုမျိုးကြီးလည်းရှိတယ်အဲ့တော့ဒါဒီမှာအလုပ်လုပ်နေတဲ့သူတွေဆိုတာလေဗျာကိုမိသားစုအတွက်ဒါကိုချစ်ခင်ရတဲ့သူတွေအတွက်စားဝတ်နေအဆင်ပြေဖို့နေဖို့ထိုင်ဖို့အဆင်ပြေဖို့အတွက်ရုန်းကန်နေရတဲ့လူတွေပဲဗျာပြီးရင် YBS ကားဆရာတွေဆိုတာကလည်းသူတို့မိသားစုတွေဒါသူတို့သားတွေသမီးတွေသူတို့ချစ်ခင်ရတဲ့သူတွေအတွက်ဒါမိသားစုဘဝနေထိုင်ရေးအတွက်ရုန်းကန်နေရတဲ့သူတွေပဲပေါ့နော်ဒီမှာကရုန်းကန်နေရတဲ့လူအချင်းချင်းဗျာဒီစီယနာမြစ်တာလေးထားပြီးတော့ဆက်ဆံနေစီယနာမြစ်တာလေးထားပြီးတော့အလုပ်လုပ်တယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဟိုနေ့ကဆိုရင်အဲ့ဒီကားဆရာဆိုရင်တော်တော်အဆင်မပြေဘူးဒါဟိုမောင်းချင်တယ်လို့မောင်းနေဗျာပြီးရင်တကားကိုပိတ်ချင်တဲ့အချိန်ပိတ်တယ်ဖွင့်ချင်တဲ့အချိန်ဖွင့်နေပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့ဒါတခြားကားဆရာတွေလိုမျိုးပဲစီယနာပါနဲ့ဒါတေချာပေါ့နော်ဒီညှိနိုင်နဲ့ဒါကားမောင်းမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါကတော့ဒါကျွန်တော်တို့ဒါကုမ္ပဏီဝန်ထမ်းဘဝမှာကြုံတွေ့ရတဲ့ပထမဆုံးသော challenge တစ်ခုပေါ့နော်တချို့တွေဆိုရင်ဗျာအလုပ်လုပ်ရတာမပင်ပန်းဘူးဒီကားစီးရတာပင်ပန်းတယ်ခပတ်နဲ့ကလည်းကြောက်ရသေးတယ်ခပတ်နဲ့ကလည်းပါတယ်ခင်ဗျခပတ်နဲ့ကဒီလိုမျိုးကြက်နေပြီဆိုတော့ AC ကိုပါတယ်ပေါ့နော်အဲ့တော့ဒါဟိုကံရမတက်ရင်ခပတ်နဲ့ကပါသွားသေးတယ်ကားစီးရဲ့ဒုက္ခလည်းခံစားရသေးတယ်ဆိုရင်ဗျာတချို့တွေဆိုရင်စိတ်လက်ကြပြီးတော့အလုံးမလုံးချင်တာတွေရှိတယ်စိတ်လက်ကြပြီးတော့နိုင်ငံခြားပဲရလို့လုတ်တော်မယ်ဆိုပြီးတော့ထွက်သွားတဲ့သူတွေရှိတယ်ပေါ့နော်ဒီတော့ဒါ YBS ကားဆရာတွေအနေနဲ့ကားမောင်းမယ်ဆိုရင်တော့ဒါအကုန်လုံးလည်းအဆင်ပြေအောင်တေချာလေးမောင်းစီချင်ပါတယ်